ကျွန်တော်တို့ဒီတစ်ပတ်ကတော်လေးဗျာပေတံပြတ်သွားလို့ပေတံမပြတ်လို့ရှိရင်တော့ကျွန်တော်တို့ဒါ6တုံညာနှစ်ဆိုတော့ကျွန်တော်ပေးတာ6ထိပ်နှစ်ပိတ်နဲ့ပေးထားတာနော်6ထိပ်နှစ်ပိတ်နဲ့4လေတိုင်း9လေတိုင်း5လေတိုင်း3ညလေတိုင်း3လေတိုင်း8လေတိုင်းဗျာကျောင်းဆရာကြီးဗျာထွက်သွားတာ2နဲ့ထား1နဲ့ထောက်ပါနော်ဆရာကြီးဗျာအအောင်လို့ဆုံးတယ်ကနန်း6ကွက်ကိုဗျာကနန်း6ကွက်ကိုဗျာအလဲတိုင်းက6လုံးပါတယ်ဗျာဟုတ်လားထွက်သွားတာ1ဗျာမိုက်ရိုင်းလာကြဟာမကြည့်ကြည့်ကြတော့နော်အားလုံးမနော်ကျွန်တော်လည်းအကောင်းဆုံးယူပေးထားတာနော်ရက်ဆက်တယ်ဗျာပေတံဗျာပေတံပြတ်တာပေတံပြတ်ပေတံအပတ်တိုင်းမှန်တာကြောက်စင်တယ်ဒီတစ်ပတ်ကြမှာကြာကျွန်တော်ထည့်ရတဲ့ကနန်းကိုကြည့်4 9 5 3ညာ38ဆိုလို့ကနန်း6ကွက်ကိုကြာမရိုင်းရနော်ကနန်း6ကွက်ကိုညတင်းနဲ့ထွက်တာဒီမဲ့ကနန်းနဲ့ထွက်ရင်ပေါက်ပြီနော်ရစ်ဆက်တာဗျာကြည့်ကြပါဦးနော်ကျွန်တော်တို့ဒါထွက်သွား6တင်းနှစ်ဆိုဟာပုံမှန်ပေါက်ပြီလားမသိဘူး6ထိပ်နဲ့နှစ်ပိတ်ဗျာကျွန်တော်ပေးထားတာဗျာဒီမှာ6ကွက်မင်းတစ်ခွက်တင်အရင်5ခွက်ဆိုကျွန်တော်ပေးတယ်နော်တော့ကံမော့ဗျာဘယ်တက်နိုင်မှာဟုတ်လားကံမော့နော်ဒီဘက်ဘေးကဥစ္စာပေးတယ်မော့နော်ပေးတယ်ကျွမ်းမိတ်ဆွေများလည်းစိတ်မပြတ်ကြဘူးနော်ကျွန်တော်ဆက်ပြီးတော့စူးစမ်းပါအောင်အကောင်းဆုံးဖြစ်အောင်ရှာပြီးပါမယ်နော်ဒီဘက်မှာလည်း9နှစ်1တူပါလို့နော်ဒီကျန်းတော့ကွာကဲအဲ့ဒါဆိုရှင်ကျွန်တော်တို့ကဒီတစ်ပတ်မှာရင်နာနာနဲ့ပဲဒါမှရင်နာဖို့ပေါင်းတာဗျာနော်ခဏအလဲတိုင်း6လုံးတော့ထည့်ထားတာဗျာနောက်ထပ်4လုံးပဲကျွန်တော်အလဲတိုင်းကအဲ့ဒီ4လုံးကထွက်သွားတယ်ဗျာအလဲတိုင်းလိုက်ရိုင်းနော်ထိပ်စီက6နောက်ပိတ်က2ဟူဟူကဲအဲ့ဆိုရှင်ဒါမဲ့ပတ်ကိုလည်းကျွန်တော်အကောင်းဆုံးတွနည်းတွေထဲမှာကျွန်တော်ပေတံနဲ့ဒီလိုပဲညှက်ပြီးထုတ်ပြီးမယ်နော်တော်တော်တော့နီးစက်တယ်ဗျာမိုက်နီးစက်တာတော့ဗျာဒါကံပေါ့ဗျာနန်း6လုံးတော့ယူထားတာကျန်တဲ့4လုံးကထွက်သွားတယ်လဲတိုင်းနော်ထက်စီနောက်ပိတ်တော့ကွက်တီပဲကျွန်တော်လည်းအခုဒါအိမ်မှာအလုံးလုံးရင်းတော့နော်ကျွန်တော်မစ်ဆွေ